ုန်းကြီးဟာဘာအတွက်ဝတ်ထားလဲလူဘဝမနေခြင်းလို့ဝတ်ထားလားပြင်းလို့ဝတ်ထားလားလုံးမစားခြင်းလို့ဝတ်ထားလားသို့မဟုတ်ဒီဖရာသခင်ရဲ့အမှုထမ်းဖို့ဝတ်ထားလားတချို့ဘုရားဘာသာဘုန်းကြီးတွေကဘာလို့ဘုန်းကြီးဝတ်ထားလဲဗမာပြည်မှာဆိုဒုံလဘယဟန်ကန်နေပြည့်တာနော်ဘာလို့ယဟန်ခံကြလဲဒုံလဘယဟန်ခံနေမကဘူးဒုံလဘသီလရှင်လည်းလာသေးတယ်ရှောင်းတလုံးဆုံးခံပြီးတော့ဘာလို့သီလရှင်ဝတ်လဲဘာရည်ရွယ်ချက်နဲ့ဝတ်ထားလဲရည်ရွယ်ချက်တော့ရှိရမှာလေအလုပ်တစ်ခုလုပ်တယ်ဆိုရင်ဥတီချက်နဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဆိုတာရှိကိုရှိရမရှိလို့မရအဲ့တော့ဗုဒ္ဓဘာသာမှာသာဘုန်းကြီးရှိတာမဟုတ်ဘူးဟိန္ဒူဘာသာမှာလည်းဘုန်းကြီးရှိတာခရစ်ယာန်မှာလည်းဘုန်းကြီးရှိတယ် monk တို့ priest တို့ရှိတာဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲဗုဒ္ဓဘာသာဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့လဲခရစ်ယာန်ဘုန်းကြီးဟိန္ဒူဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲအဲ့တော့ရည်ရွယ်ချက်တော့ရှိရအဲ့ဒီရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့မိလိန်နာမင်းကြီးကကိမတိယဗန္တိတုံမကံပပ္ပစ္ဆာအရှင်ဘုရားတို့ရှင်ယဟန်လှုပ်တာဘာအတွက်လဲ